이북의 강세. 맞아. 갔어 그만. ပြီးတော့လူနန်းကြီးကလမ်းမင်းကြီးစီကိုတန်းတန်းမတ်မတ်ခခုန်ခဲ့ကြပါတယ်။နောက်တနေ့မနက်မှာတော့ကန်ဆိုဟာမုံယောင်ဖို့လမ်းပေါ်ထွက်လာခဲ့ပါတယ်။သူ့အတန်ကိုကြားရတာနဲ့တင်အမျိုးသမီးတွေဟာအရန်ကိုစိတ်လှုပ်ရှားသွားကြပြီးသူတို့ရဲ့အစွမ်းစားတွေကိုအကုန်ထုတ်တုံးပြကြပေမဲ့ကန်ဆိုကတော့လုံးဝကိုစိတ်ဝင်စားခဲ့ပါဘူး။သူတို့ထဲကတချို့ဆိုရင်အိတွေထုတ်ပြီးကန်ဆိုကိုအုပ်ဖို့စူးစမ်းကြပါသေးတယ်။ဒါပေမဲ့ကန်ဆိုကတော့သူတို့ကိုအားနဲ့လွှင့်ပစ်လိုက်ပါတယ်။ကန်ဆိုကိုအနိုင်ယူဖို့အတွက်သူတို့တွေစုပေါင်းပြီးနီလန်းတွေရှာကြပါတော့တယ်။ဘာတိုင်ရှင်အမျိုးသမီးကပဲဦးဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာညဦးပိုင်မှာတင်ကန်ဆိုရဲ့အိမ်ကိုစောစောစီးစီးရောက်လာပြီးကန်ဆိုကိုမြူးဆွဲဖို့စူးစမ်းခဲ့ပေမဲ့ကန်ဆိုကတော့တွတ်တွတ်မြောင်မလှုပ်ခဲ့ပါဘူး။ကောင်းကင်မှာလာပြီးဝင်းကြီးကိုမြင်လိုက်ရတဲ့အချိန်အထိပါပဲ။အဲဒီနောက်မှာတော့သူ့မျက်လုံးတွေဟာသွေးရောင်တွေတောက်လာခဲ့ပါတယ်။နောက်တစ်စက္ကန့်မှတင်တထေးကြော်ဟာအခန်းထဲကိုဆွဲသွင်းခံလိုက်ရပါတော့တယ်။ပြင်းထန်တဲ့တွန်းခါမှုတွေနဲ့အတူကောင်းကင်ကြီးကွယ်အပ်မှတတ်အော်ဟစ်တန်တွေကြောင့်အိပျော်နေတဲ့တခြားအမျိုးသမီးတွေလည်းတယောက်ပြီးတယောက်နှိုးလာခဲ့ကြပါတယ်။သူတို့တွေဟာဧကရာမင်းရဲ့အလိုတော်ကိုစောင့်နေရတဲ့ကိုလုတ်တော်တွေလိုမျိုးလက်ဆောင်တွေကိုစီကင်ပြီးကန်ဆိုရဲ့တကားရှည်ကိုရောက်လာကြပါတယ်။အရင်ဆုံးသူတို့ကတကြွကြော်ပဲလို့နေလဲလို့မေးကြပါတယ်။တကြွကြော်ကတော့သူတလားလောက်အနားယူရဦးမယ်လို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီနောက်3ရက်နဲ့3ညတိုင်းကန်ဆိုရဲ့အိမ်ဟာလူတွေနဲ့ပြည့်နှက်နေတော့ပါပဲ။ဒီအခန်းကတော့အရန်ကိုအစမ်းတကျဲထွလွန်းတာကြောင့်ကိုယ်တိုင်ပဲကြီးလိုက်တာပိုကောင်းပါလိမ့်မယ်။မကြခင်မှာပဲမင်းသမီးဟာကန်ဆိုစီကိုရောက်လာခဲ့ပါတယ်။သူကကန်ဆိုကိုနိုင်ငံကိုစားပြုပြီးအနောက်တိုင်းသားလေးနဲ့ချင်းပြိုင်စေချင်နေတာပါ။အကယ်၍သူသားနိုင်ခဲ့မယ်ဆိုရင်စစ်မေပင်ကိုရောက်နေတဲ့သူအီကိုပြန်ရှာတွေ့နိုင်မှာချေပါတယ်။ကန်ဆိုကတော့ချင်းချင်းပဲတိုးတူလိုက်ပေမဲ့ပြိုင်ပွဲကတော့နည်းနည်းထူဆန်းနေပါတယ်။အဲ့ဒါကတော့ခန္ဓာကိုယ်အောက်ပိုင်းရဲ့ဖီအားတန်ခန့်နှံရေးပြိုင်ပွဲပဲဖြစ်ပါတယ်။သူရှိကလူကိုကြည့်လိုက်ရင်အရန်တန်မာနေပြီးကန်ဆိုကိုကြည့်လိုက်တော့လည်းအရန်အားနေနေပုံရပါတယ်။မကြခင်မှာပဲပြိုင်ပွဲစတင်ခဲ့ပါတယ်။အဲ့ဒီလူကအရင်ဆုံးစပြန်ခဲ့တာပါ။တလုံးပြီးတလုံးချိတ်ဆွဲထားတဲ့တန်လုံးကြီးတွေကိုမြင်တော့လူအုပ်ကြီးဟာအံ့တောင်းမှန်တက်သွားကြပါတယ်။နောက်ဆုံးတတိဟမြောက်တန်လုံးကိုချိတ်လိုက်တဲ့အချိန်မှာတော့အဲ့ဒီလူဟာဆက်မတောင့်ခံနိုင်တော့ပါဘူး။နောက်တစ်လက်ကတော့ကန်ဆိုရဲ့စိန်ခေါ်မှုပါပဲ။သူဟာတန်လုံးတစ်လုံးချိတ်လိုက်တာနဲ့တင်စားပြီးတုံရလာခဲ့ပါတယ်။မင်းသမီးကဒါကိုကြည့်ပြီးမဖြစ်ကြော်ဘူးဆိုတာသိတာနဲ့သူ့ရဲ့ရှိုးဝက်လက်နက်ကိုတုံလိုက်ပါတယ်။မင်းသမီးရဲ့လုပ်ရက်ကကန်ဆိုကိုချက်ချင်းပဲအားရင်တွေတိုးလာစေခဲ့ပါတယ်။တန်လုံးတွေကိုသူ့ခန္ဓာကိုယ်ပေါ်မှာတစ်လုံးပြီးတစ်လုံးချိတ်ဆွဲခဲ့ကြပါတယ်။သူကတော့ဘလို့ဖီအားကိုမှခံစားရပုံမပေါ်ပါဘူး။ခန္ဓာကိုယ်မှာချိတ်ဆရာနေရမရှိတော့တဲ့အထိဖြစ်သွားတဲ့အခါမှာတော့သူ့ကိုယ်ပေါ်ကတန်လုံးတွေကိုတိုက်ရိုက်ပဲကန်ထုတ်ပြလိုက်ပါတယ်။ဒီတစ်ခါမှာတော့သူဟာဘာအခက်ခဲမှမရှိပဲပြိုင်ပွဲမှာအနိုင်ရသွားခဲ့ပါတယ်။မင်းသမီးဟာကန်ဆိုအတွက်ကွန်ပျူတာပွဲကိုကျင်းပပေးခဲ့ပါတယ်။သူကကန်ဆိုရဲ့အိတ်ကိုရှိရာကိုလည်းလူလက်ပြီးရှာခိုက်ခါပြီးတာပါ။အဲဒီနောက်မှာတော့ကန်မောက်တယောက်စီမေပြီးမှတေဆုံးသွားပြီဆိုတဲ့သတင်းရောက်လာခဲ့ပါတယ်။ဒါကိုသိလိုက်ရပြီးနောက်မှာတော့ကန်ဆိုဟာအိမ်ပြန်လာပြီးသူ့အခန်းထဲမှာပဲအောင်နေခဲ့ပါတယ်။ဒါဝီနေမကောင်းဖြစ်တဲ့နေ့အထိပါပဲ။ကန်ဆိုဟာအပြင်ထွက်ပြီးဝိဇာတို့ဆရာကြီးတစ်ပါးကိုပင်ဆောင်ခဲ့ပါတယ်။ဆရာကြီးကဒါဝီရဲ့ခန္ဓာကိုယ်ကိုရင်ထဲကအပူမီးတွေကတိုက်ခိုင်းနေတာလို့ပြောပါတယ်။တာမန်နီလန်းတွေနဲ့တော့သူ့ကိုကယ်လို့မရနိုင်ပါဘူး။တကယ်လို့သူ့ကိုကယ်ချင်တယ်ဆိုရင်တော့မင်းတယောက်တည်းပဲလုံနိုင်လိမ့်မယ်လို့ငါယုံကြည်ပါတယ်။နောက်ထပ်အပိုင်းလေးတွေတင်သွားဦးမှာမို့လို့ follow လေးလုပ်သွားဖို့မမေ့နဲ့နော်။